ဒီကမ္မထံ၅မျိုးမြတ်စွာဘုရားပေးတယ်ပြန်ချုပ်ပြီးတော့ပြောရမယ်ဆိုရင်ပရမကမ္မထံကကိုယ်ခန္ဓာကိုယ်သူတော်ခန္ဓာကိုယ်ရဲ့မတင့်မတည့်ယွန်းစပွဲဆိုတာကိုအချိန်ချင်းထပ်ထပ်တွေးပါဒါကမ္မထာထုတ်တာပဲနော်ချိန်ချင်းစဉ်းစားပါဘယ်လောက်ထိအောင်စဉ်းစားမလဲသူ့ပေါ်မှာလည်းတွေ့တာမှုမရှိအောင်ကိုယ်ခန္ဓာကိုယ်ပေါ်မှာလည်းတွေ့တာမှုမရှိအောင်တွေ့တာရယ်ဆိုတဲ့တဏှာပြတ်သွားသည့်ထိအောင်တွေးစဉ်းစားအချိန်ချင်းထပ်ထပ်ကြည့်သဘာဝအတိုင်းကြည့်တာကိုအနုပတ္တိလို့ခေါ်တယ်အနုဆိုတာတကယ်အစစ်မှန်တိုင်းသို့မဟုတ်အထက်ထပ်ပတ္တိဆိုတာဉာဏ်နဲ့ကြည့်တာမတင်တယ်ဘူးဆိုတာဉာဏ်နဲ့အချိန်ချင်းထပ်ထပ်ကြည့်တယ်အဲ့ဒါကိုဝေကမ္မထာထုတ်တယ်လို့ပြောတာပဲနော်နောက်တစ်ခုကအာဟာရပฏิကူလသိညာတယ်ကိုစားတဲ့အစာအာဟာရဒါစားတဲ့အချိန်မှာစဉ်းစားရတော့ပြင်အစာမှသိတာလေးကလည်းရှိတာပေါ့တော့စားတဲ့အချိန်မှာလည်းပဲရွှေရှားဝဲကိုနှလုံးသွင်းပြီးတော့စားရတတနာကိုဖဲတာဒါကခုနကကိုယ်ကာယပေါ်မှာတွေ့တာတဲ့တဏှာကိုဖဲတာအဲ့တော့တဏှာကလည်းအမျိုးစုံတွေ့တာသူကတဏှာမတွေ့ရရင်တဏှာတွေ့ဟုတ်တယ်မလားတဏှာဆိုတာကပြောင်းသွားတာလေဥပမာတစ်ခုပြောမယ်ကိုကမော်ရမြင့်တဲ့ကာကြီးတစ်စီးဝယ်ထားတာပတ်စံလို့အဲ့ဒီကာကြီးရောင်းလိုက်တယ်ပရမဒီကာကြီးကိုတသနဲ့နေတာအဲ့ချိန်မှာကားမှတစ်ခုဖြစ်မှသူစိုးရင်ရှောင်းထုတ်လိုက်တဲ့အခါကျတော့ကားပေါ်မှာအာလျာပြတ်သွားပြီးတော့ကားရတဲ့ငွေတုပ်ကြီးပေါ်မှာရောက်သွားတယ်တဏှာအဲ့ဒီရောက်သွားတယ်ငွေတုပ်ကြီးပြောင်းမှစိုးသွားတယ်အဲ့ချက်အဲ့ငွေကရွှေဝယ်လိုက်တယ်ဆိုရင်ရွှေပြောင်းမှစိုးသွားပြန်ပြီငွေမရှိတော့အဲ့ကြတော့ရွှေအဲ့ဒီနေ့တစ်ခုဝယ်လိုက်ရင်သူဝယ်သွားရင်ပြောင်းသွားတယ်တွေ့တာမှုသည်ကိုပိုင်တဲ့ဟာတစ်ခုပေါ်မှာပြောင်းသွားတယ်ဟိုပေါ်မှာရှေ့ဟာဒီပေါ်ကပြတ်သွားတယ်လူလည်းအထိုးတူပဲအခုခေတ်ဆိုပိုးတော့များသေးဟိုတယောက်နဲ့တွဲလိုက်ဒီတယောက်နဲ့တွဲလိုက်တွဲတဲ့အချိန်ကျတွဲနေပြတ်လိုက်ပြန်ပြီဆိုမတွဲပြန်နောက်တစ်ယောက်တွဲသွားပြန်နောက်တစ်ယောက်နဲ့ပြန်တော့နောက်တစ်ယောက်တွဲပြန်ဘယ်မှာတော့တွေ့တာတော့ဆိုတာအမတမထင်ရှားတယ်ပေါ့နော်အဲ့လိုပဲတဏှာရဲ့သဘောတရားဟာသူကတတ္တရဖိနန္တိနေတပည့်စัจ जा မှာဟောထားတာအမတမသဘောပါကြတတ္တရဖိနန္တိနေဟိုသွားလိုက်ဒီသွားလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်သူနှစ်သက်တာတွေကအများကြီးပဲမျက်စိကမြင်လိုက်ရင်လည်းအဆင်းအာရုံပေါ့အတန်ကြားလို့ကြိုက်ရင်လည်းအတန်ပေါ့အနံ့လေးကြိုက်ရင်လည်းအနံ့ပေါ့အရသာပေါ့ကြိုက်ရင်ရသာပေါ့သူပြောင်းပြီးတော့တွယ်နေတာပဲသူသွားနေတာပဲမရဘူးတစ်ခုကပြီးတစ်ခုပြီးပြောင်းတယ်အဲ့ဒါကြောင့်လို့ဒီတဏှာတွေပျောက်ကင်းအောင်ကြိုးစားအထောက်ရတာဖြစ်တယ်ပေါ့လောကကြီးရဲ့ပြောစရာမကောင်းတာကိုလည်းပဲစဉ်းကျင်စဉ်းစားရမယ်သင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောတွေကိုလည်းအချိန်ချင်းထပ်ထပ်စဉ်းကျင်သုံးသပ်ရမယ်နောက်ဆုံးမှာဘဝမှာသိဆုံးခြင်းနဲ့ဆုံးသတ်ရတယ်ဆိုတဲ့သိခြင်းတရားကိုလည်းပဲကိုယ်ရင်နဲ့နှလုံးထဲမှာအမြဲတမ်းတတိနဲ့စဉ်းကျင်သုံးသပ်နေရမယ်ဆိုတာဒီကမ္မထံ၅မျိုးဖျားဟောတာခိလနာဖြစ်ပြီးတော့အင်အားတွေနဲ့လူမမာဖြစ်လို့အဲ့ရထဲမှာလဲနေပြီဆိုရင်ဒီ၅မျိုးတဲ့ကမ္မထံ၅မျိုးကိုအထူးကိယူဆိုင်ပြီးတော့ရှုပါတဲ့အဲ့လိုရှုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာမသေးခင်မှာတယ်မဲ့သူကယဟနာဖြစ်သွားနိုင်ပါတယ်တရားလို့ရသွားနိုင်ပါတယ်မြတ်စွာဘုရားလို့ခေါ်တာနတ်စီရတေဝရတယ်မကြခင်မှာပဲကိလေသာအတော်တွေကင်းကွာတဲ့ယဟနာဖြစ်နိုင်ပါတယ်ဆိုတော့အပိထားတော့မြတ်စွာဘုရားဒီကမ္မထံ၅ခုတွေကိုကြိုးစားအထုတ်လိုက်မယ်ဆိုရင်မသိခင်ပဲယဟနာဖြစ်သွားနိုင်ပါတယ်တဲ့